အားလုံးပဲမင်္ဂလာပါကျွန်တော် Digital Knowledge Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook အကောင့်ကိုငွေရှာလို့ရတဲ့နိုင်ငံ location ပြောင်းနည်းလေးကိုပြောပြပေးသွားပါမယ်ကိုယ့်ရဲ့ Facebook အကောင့်ကိုငွေရှာလို့ရတဲ့နိုင်ငံ location ပြောင်းတော့မယ်ဆိုရင်မြန်မာနိုင်ငံကနေ Facebook ကိုသုံးပြီး content monetization ပွင့်နေတဲ့သူတွေအရင်ဆုံးလုပ်ရမယ့်ချက်ကဒီ location ပြောင်းမှာပဲ Facebook ကခွင့်ပြုထားတဲ့နိုင်ငံ location ကိုပြောင်းရမှာပါဥပမာထိုင်လန်လို့မလေးရှားလို့စင်ကာပူလို့တခြားသောနိုင်ငံတွေပြောင်းလို့ရပါတယ်ဝေပြန်ခံတဲ့အခါမှာလည်းကိုပြောင်းထားတဲ့နိုင်ငံ location ကိုပြန်ခံပေးတာပါသို့တော့ကိုယ့်ရဲ့ကောက်က location ပြောင်းထားပြီးဒီ location ကိုထပ်ပြီးပြောင်းသွားစေချင်တယ်ဆိုရင်တော့ပြီးပါမှရှိရဲ့ကိုယ့်ရဲ့ပေါင်းသင်းမဲ့ခြေတကယ်ကြီးတွေကို admin ထည့်ထားပါဒါဆိုရင် location အတက်ဝင်ပြောင်းသွားနိုင်ခြေရှိပါတယ် okay ဒါဆိုရင် location ပြောင်းနည်းလေးကိုဘယ်လိုပြောရမလဲဆိုတာကိုဒီ video လေးကိုစောင့်ကြည့်ရှုပေးကြပါဦးဗျာ Facebook ရဲ့ရောက်ပြီဆိုတာနဲ့ setting and privacy လေးကိုနှိပ်လိုက်ပါခင်ဗျဒီနေရာရောက်ရင်တော့ setting လေးကိုထည့်နေပေးလိုက်ပါခင်ဗျဒီနေရာရောက်ရင်တော့အော်လေးကိုနည်းနည်းဆွဲလိုက်ပါခင်ဗျဒီနေရာရောက်ပြီဆိုရင်တော့ Learn how to manage your information တော့ဝင်လိုက်ပါခင်ဗျကျွန်တော်ကတော့မလေးရှားမှာဖြစ်တဲ့အတွက်မလေးရှား location ပေါ်နေပါခင်ဗျဒီနေရာမှာမြန်မာလို့ပေါ်နေရင် change location ထပ်နေပေးလိုက်ပါခင်ဗျဒီနေရာမှာကိုပြောင်းနေတဲ့နိုင်ငံကိုရေးလိုက်ပါခင်ဗျပြောင်းပြီးသားဆိုတော့အောက်က confirm ကိုနှိပ်ပေးလိုက်ပါခင်ဗျဒါဆိုတော့ကိုပြောင်းနေတဲ့နိုင်ငံရဲ့ location ကိုပြောင်းတော့မှာပါကိုပြန်ခံတဲ့အခါမှာလည်းကိုပြောင်းတဲ့နိုင်ငံရဲ့ location ကိုပြန်ခံတာပါခင်ဗျဒီလောက်ဆိုရင်တော့ message တွေလည်းနားလည်မယ်လို့ထင်ပါတယ်ကျွန်တော် channel လေးမှာ YouTube Facebook TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမျှဝေပေးသွားမှာမို့ကျွန်တော် channel လေးကို subscribe မနဲ့ရသေးတဲ့အတွက် subscribe လေးနဲ့ပြီး like and share လေးပြီးကူညီပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ video လေးကိုအစဆုံးကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်